ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့တခြားဗီဒီယိုနဲ့မတူဘူးကျွန်တော် giveaway လုပ်ပြီးသွားမယ်ဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဗီဒီယိုကတော့ကျွန်တော် giveaway လုပ်ပြီးသွားမယ်ဆိုတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီ giveaway မှာကျွန်တော်တို့ပါဝင်ဖို့အတွက် brother တို့မှာလှုပ်ဆောင်ရမယ့်အချက်လေးတွေရှိတယ်ဗောနော်အဲ့ဒီအချက်လေးတွေကိုကျွန်တော်တို့လာရောက်ပြောပြပြီးသွားတာပဲဖြစ်ပါတယ် giveaway ကဘယ်သူလုပ်ပြီးသွားမှာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲလုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါအရင်ဦးဆုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုကို comment မမှန်သေးနဲ့အောင်เนาะကျွန်တော်အရင်ဆုံးပြောထားတယ်နောက်မှရေးကြည့်လို့ဗောနော်ကျွန်တော်မှကျွန်တော် comment မှန်ရမှာဆိုတော့ကျွန်တော်တို့အရေးကြီးလို့ဒီဗီဒီယို comment မမှန်သေးနဲ့အောင်အဲ့တော့ထိတ်ဆုံးအနေနဲ့ကျွန်တော်ပြောပြမယ်ဆိုရင်တော့နံပါတ်1ကအချက်ကဘာလဲဆိုတော့ဒီ brother တို့ကဒီဗီဒီယိုကို VPN ခံပြီးတော့ကြည့်ပေးရမှာပဲဖြစ်ပါတယ် VPN ခံပြီးတော့ကြည့်ပေးရမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကို VPN မခံပဲကြည့်နေတယ်ဆိုရင်တော့အခုချက်ချင်းကျွန်တော်တို့ VPN ခံပြီးတော့ကြည့်ပေးလိုက်ပါ United server ဖြစ်ဖြစ်ကျွန်တော်တို့ Australia server ဖြစ်ဖြစ်ကျွန်တော်တို့ချိန်ပြီးတော့ဒီဗီဒီယိုကို VPN ခံပြီးတော့ကြည့်ပေးပါအဲ့ဒါတော့နံပါတ်1နံပါတ်1အချက်ပါနော်နံပါတ်2အချက်ကတော့ဒီ channel ကိုကျွန်တော် subscribe လုပ်ပေးထားရမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့တခြားလူတွေကျွန်တော်တို့subscribe လုပ်ထားတယ်ဆိုရင်လည်း notification ကိုကျွန်တော် all လို့ကျွန်တော်လုပ်ပေးထားပါ okay ဒါလည်းနံပါတ်2အချက်နံပါတ်3အချက်ကဘာလဲဆိုတော့ကျွန်တော်ရဲ့ Telegram channel ကိုလာ join ပေးရမှာပဲဖြစ်ပါတယ် Telegram channel ကိုတော့မ join လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော် giveaway ရဲ့ video ကိုအမှတင်ပေးမှာဖြစ်တဲ့အတွက် Telegram channel ကိုတော့လာ join ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီ Telegram channel ကိုကျွန်တော် description မှာကျွန်တော်တို့link ချပေးထားမယ်ပေါ့နော်အဲ့တော့ description မဝင်တက်ဘူးဆိုရင်လည်းဒီ video ကိုဒီဗီဒီယိုရဲ့ title နာမှာအဆက်လေးတွေရှိတယ်ဆိုရင်ဒီအဆက်လေးတွေရှိရပါတော့အဲ့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော် description နေရာရောက်သွားမှာပဲဖြစ်ပါတယ် okay အဲ့ဒါတော့နံပါတ်3ချက်ပါနော်အဲ့တော့နံပါတ်4ချက်ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ brother တို့မှာ Telegram account ကရှိမှရမယ်ပေါ့နော် Telegram account ကတော့လူတိုင်းမှာကျွန်တော်ရှိမယ်လို့ကျွန်တော်ထင်တယ်okay ဒါဆိုရင်ကျွန်တော် Telegram account ရှိအောင်နဲ့တင်မရသေးဘူး brother တို့က user name ကိုကျွန်တော်ထည့်ရမယ် user name ကတော်တော်များများကကျွန်တော်ဖုန်းနံပါတ်နဲ့ပဲဖွင့်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော် user name ကမရှိဘူးလို့ကျွန်တော်ထင်တယ်ဗောနော်အဲ့ဒါ user name ကိုကျွန်တော်တခါတည်းဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်တခါတည်းပြောပြပြီးသွားမယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Telegram ထဲဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာအဆက်လေးတွေရှိရပါတော့အဲ့ဒီအဆက်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါမြင်းကြောင်းလေးတို့ကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်ဒီမှာ setting ဆိုတာလေးရှိရအဲ့ setting ထဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော် brother တို့မြင်တဲ့အတိုင်းပဲဒီမှာ user name နေရာမှာပေါ့နော် brother တို့မှာ none ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ brother တို့ကြိုက်တဲ့user name ကိုကျွန်တော်ထည့်လိုက်ပါနော်အကယ်၍ဒါဒီ user name ကသူများနဲ့တူနေတယ်ဆိုရင်တော့ brother တို့အနီအောင်စာတန်းပို့ပြီးတော့ကျွန်တော်တို့ပြောင်းလို့မရဘူးပေါ့နော်အဲ့တော့ brother တို့ကဒီမှာအကုန်လုံးကျွန်တော်ဒီတိုင်းဖြတ်လိုက်ပါဒီလောက်ထိပဲဖြတ်လို့ရပါတော့ပြီးရင်ကျွန်တော်တို့ add ဆိုပြီးတော့ကျွန်တော်ထည့်လိုက်ပါပြီးရင်ကျွန်တော်သူများနဲ့မတူအောင်ကျွန်တော် brother တို့ထည့်ပေးရမယ်ဥပမာအောင်ဆိုပြီးတော့ကျွန်တော်ထည့်ရင်ကျွန်တော်တို့သူများမှာဒီမှာ this username is already taken ဆိုတော့ပြတယ်အဲ့ဒါကြောင့်မလို့သူများနဲ့မတူအောင်ကျွန်တော်ထည့်လိုက်ပါကိုယ့်ရဲ့ user name ကိုကျွန်တော်တိတိကျကျလေးကျွန်တော်ထည့်လိုက်ပါအဲ့မှာထည့်ပြီးပြီဆိုရင် brother တို့မြင်တဲ့အတိုင်းပဲဒီမှာကျွန်တော်ဒီဟာဆိုရင်ကျွန်တော်အစိမ်းရောင်ပြနေမယ်ဆိုရင် account လေးကျွန်တော်တို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့အမှန်ချစ်လေးကိုနှိပ်ပြီးလိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ brother တို့ရဲ့ user name ကိုရရှိသွားပြီပဲဖြစ်ပါတယ် okay အဲ့တော့ user name ကိုကျွန်တော်တို့ brother တို့ကထည့်ပြီးပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ user name ကိုကျွန်တော် copy လုပ်ရမယ်အဲ့တော့ဒီမြင်းကြောင်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါပြီးရင် my profile ထဲကိုကျွန်တော်တစ်ချက်နှိပ်ပြီးလိုက်ပါပြီးရင်ဒီနေရာမှာပို့လိုက်ပေါ့နော်ကိုယ့်ရဲ့ user name ပို့လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုအကြိုက်ကျွန်တော်ဖိလိုက်ပါဖိပြီးတော့ copy user name ဆိုပြီးတော့ကျွန်တော်ပေါ်နေတဲ့အဲ့ကောင်ကိုကျွန်တော် copy လုပ်လိုက်ပေါ့နော်ဒီဗီဒီယိုရဲ့ comment အောက်မှာ brother တို့တွေ comment မှန်ရမှာပဲဖြစ်ပါတယ်အဲ့ဒီ comment ကိုယူပြီးတော့ပဲကျွန်တော်ဘယ်သူပေါက်လဲဆိုတော့မဲဖောက်ပေးသွားမှာပေါ့နော်အဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော် brother တို့ဘာရေးရမလဲဆို tg dash ဆိုပြီးတော့ကိုယ့်ရဲ့ user name ပေါ့နော်အဲ့ဒီ user name ကိုကျွန်တော်တို့ကိုယ့်ရဲ့ user name Telegram ရဲ့ user name ကိုတွားယူရမှာပေါ့နော်အဲ့တော့ပုံစံကဘယ်လိုဖြစ်သွားမလဲဆိုတော့ tg-add ဆိုပြီးတော့ကိုယ့်ရဲ့ user name ဖြစ်သွားမယ်ပေါ့နော်အဲ့လောက်ပဲမှတ်ရမယ် brother တို့အဲ့လောက်မှတ်မိပြီဆိုရင် brother တို့ကိစ္စကလုံးဝပြီးဆုံးသွားပြီ brother တို့ type တော့ဘာမှလုပ်စရာမလိုဘူးကိုကလောဘကြီးပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Telegram ရဲ့ user name ကိုပေါ့နော် comment ကိုကျွန်တော်3-4ခါမှတ်နေဆိုရင် brother တို့ duplicate comment တွေကိုကျွန်တော်အလောင်းမလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တစ်ခါမှတ်ရင်တော့ပေါက်ရင်ပေါက်နိုင်တယ်အဲ့တော့နှစ်ခါသုံးခါမှတ်ပြီးတော့ brother တို့ကပေါက်ဖို့ chance နေသွားမယ်ပေါ့နော်မပေါက်ရင်တော့မပေါက်နိုင်ဘူးအဲ့တော့ကျွန်တော် duplicate comment ကိုကျွန်တော်အလောင်းမလုပ်ထားဘူးအဲ့ဒါကြောင့်မလို့ brother တို့တစ်ခါပဲမှတ်လိုက်ပါတစ်ခါပဲမှတ်ပြီဆိုရင် brother တို့ပြီးပြီ brother တို့ကိစ္စပြီးသွားပြီအဲ့တော့ကျွန်တော်နောက်တစ်ခုပြောရမယ်ဆိုရင်တော့ဘာလဲဆိုတော့ဒီကျွန်တော်ရဲ့ Telegram ရဲ့ user name ကဒါဖြစ်ပါတယ်ဟိုတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဖုန်းနံပါတ်တွေရှောက်ပြီးတော့ကျွန်တော်မထည့်ပါနဲ့အဲ့လိုတွေလည်းကျွန်တော်မထည့်ခိုင်းဘူးပေါ့နော်ကျွန်တော်ထည့်ရမယ့်ပုံစံကျွန်တော်ပြောပြီးပြီတစ်ခါပဲမှတ်ရမယ် tg-add ဆိုပြီးတော့ကိုယ့်ရဲ့ user name ထည့်လိုက်ပြီးသွားပြီ
အဲ့လောက်ပဲလုပ်ပြရမယ်အဲ့ဒီ comment တွေကိုယူတော့ကျွန်တော်မဲဖောက်ပြီးတော့မှာပေါ့နော်အဲ့တော့ဒီနေ့ကတော့9လပိုင်းကျွန်တော်တို့10ရက်နေ့မဲဖောက်ပြီးတော့မယ်ရက်ကတော့ကျွန်တော်တို့17ရက်နေ့9လပိုင်း17ရက်နေ့ကျွန်တော်မဲဖောက်ပြီးတော့မှာပေါ့နော်အဲ့တော့အဲ့ဒီမဲဖောက်ပြီးတဲ့ဗီဒီယိုကိုလည်းကျွန်တော် Telegram မှာကျွန်တော်တင်ပြီးတော့မယ် Telegram channel မှာတင်ပြီးတော့မှာပေါ့နော်အဲ့ဒါကြောင့်မလို့ Telegram channel ကိုတော့လာလုံးဝ join ပေးရမယ်ဒီနေ့ကတော့9လပိုင်း10ရက်နေ့ပြီးရင်9ရက်နေ့10ရက်နေ့မြောက်ကျွန်တော်တို့10ရက်နေ့10နာရီဆိုကျွန်တော် comment ပေးလိုက်မယ်ပြီးရင်ကျွန်တော်17ရက်နေ့ဆိုရင်ကျွန်တော်မဲဖောက်ပေးမယ်ပေါ့နော်အဲ့တော့17ရက်နေ့ကနေကျွန်တော်ပေါက်တဲ့လူတွေကိုကျွန်တော်လာထုတ်လို့ရပြီ17ရက်နေ့လာထုတ်လို့ရပြီ12ရက်နေ့လာထုတ်လို့ရပြီ13ရက်နေ့လာထုတ်လို့ရပြီအဲ့တော့13ရက်နေ့လာထုတ်ပြီးပြီဆိုရင်ကျွန်တော်ပြီးသွားပြီ14ရက်မြောက်နေ့မှာမှလာထုတ်မယ်ဆိုရင်လုံးဝမရတော့ပါဘူးဘာလို့ဆို14ရက်မြောက်နေ့မှာ giveaway ပြီးဆုံးသွားပြီပေါ့နော် okay ဘယ်နှစ်ယောက်ကိုကျွန်တော်ပေးသွားမှာလဲဆိုတော့ brother တို့ကပြောမှာ giveaway မှာကျွန်တော်ပေါက်ဖို့ချင်းစာရင်းနေတယ်လို့ပြောကြမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တခုပြောစားရှိတာက channel အကြီးကကျွန်တော် giveaway လုပ်ပြီးရင်တော့ပေါက်ဖို့ချင်းစာရင်းနေတယ်ကျွန်တော် channel ကသေးတဲ့အတွက်ကြောင့်မလို့ brother တို့ကပေါက်ဖို့ချင်းစာများတယ်ပြီးတယောက်သေးကိုကျွန်တော်ပေးသွားမှာမဟုတ်ဘူး10ယောက်ကိုပေးသွားမှာပေါ့နော်တယောက်ကို9000နဲ့ကျွန်တော် giveaway လုပ်ပေးသွားမယ်9000ဆိုလဲ9000ပေါ့နော်မစိုးဘူး10ယောက်ကိုကျွန်တော်ပေးသွားမှာဆိုတော့ brother တို့ပေါက်ဖို့ချမ်းသာရမ်းများတယ်ပေါ့နော် okay ကျွန်တော်အချင်းချင်းအနေနဲ့ပြန်ပြောရမယ်ဆိုရင်တော့တစ်ခါပဲ comment မှန်ခွင့်ရှိတယ်ဒီနေ့ရှိ90ရက်နေ့8နိုင်ဆိုကျွန်တော် comment ပေးလိုက်မယ်အဲ့ဒီကြည့်ပဲကျွန်တော် comment မှန်တဲ့လူကျွန်တော်အလောင်းလုပ်တယ်ပေါ့နော်အဲ့တော့ comment ပေးလိုက်မယ်ပြီးရင်ကျွန်တော်17ရက်နေ့ကျွန်တော်မဲဖောက်ပေးသွားမယ်အဲ့တော့17ရက်နေ့မဲဖောက်ပြီးတော့ကျွန်တော်ပေါက်တဲ့လူတွေ17 13ရက်နေ့ထိကိုကျွန်တော်လာထုတ်လို့ရပါတယ်အဲ့တော့14ရက်နေ့မြောက်ဆိုရင်တော့ကျွန်တော်တို့လာထုတ်လို့မရတော့ပါဘူးပေါက်တဲ့လူလည်းကျွန်တော်လာထုတ်လို့မရတော့ဘူးเนาะအဲ့ဒါလေးပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching